ဘီလီယံပေါင်းများစွာကျွဲဝတဲ့တထေးကြီးလင်မယားဟာတားဖြစ်သူကိုစိတ်သက်ကြံ့ခိုင်ပြီးလူကောင်းတစ်ယောက်ဖြစ်လာစေခြင်းလို့လမ်းဘေးမှာတောင်းရမ်းစားသူတွေဖြစ်ဟန်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့တားဖြစ်သူကြီးပြင်းလာလို့ကောင်မလေးတွေကိုကြေးလက်တော်ရွာကအိမ်ကိုခေါ်လာတဲ့ခါတိုင်းစီးစိမ်ခံမှုတဲ့ချမ်းသာတဲ့မိန်းကလေးတွေကဆင်းရဲဒုက္ခကိုမရှုစိတ်နိုင်ပဲလှဲ့ပင်မကြည့်ပဲထွက်သွားကြလိမ့်ရှိပါတယ်။တနေ့မှာတော့တားဖြစ်သူကကောင်မလေးတစ်ယောက်နဲ့တွဲပြီးထိမ်းမြဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါကိုသိတဲ့မိခင်ဖြစ်သူကအနာဂတ်ချွေးမရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်ဆင်းရဲခြင်းရောင်ဆောင်တဲ့အကွက်ကိုဆက်လက်သုံးပြီးသားဖြစ်သူကိုကြီးလက်ကဆင်းရဲသားတစ်ယောက်လိုဆင်ရင်ပေးခဲ့ပါတယ်။မင်္ဂလာဆောင်နေ့မှာသမီး9ယောက်ကိုတပြိုင်နက်တည်းထိမ်းမြပေးနေတဲ့ရောက်ခမဖြစ်သူဟာသူတို့သားကသူတို့သမီးကိုလာကြိုဖို့ထရက်တာလေးစီးပဲမောင်းလာတာကိုမြင်တော့ချက်ချင်းပဲလှောင်ပြောင်စကားတွေပြောပါတော့တယ်။သူက6ယောက်မြောက်သမီးရဲ့မင်္ဂလာပွဲဟာအစင်းရဲဆုံးလို့ထင်ခဲ့ပေမဲ့အခုလိုလွန်ခဲ့တဲ့ရာစုနှစ်ကထရက်တာတွေနဲ့မောင်းလာတာကိုမြင်ပြီးပိုလို့တောင်ကဲ့ရဲ့ခဲ့တာပါ။ဒါပေမဲ့သူတို့သမီးကတော့ဒီလိုလှောင်ပြောင်မှုတွေကိုဂရုမစိုက်ပဲသူတို့သားရဲ့ပန်းစည်းကိုပျော်ရွှင်စွာလက်ခံခဲ့ပါတယ်။သမီးဖြစ်သူရဲ့ပြတ်သားမှုကိုမြင်တော့မိခင်ဖြစ်သူကလည်းဟိုဘက်အိမ်ရောက်လို့ဒုက္ခရောက်ရင်သူ့စီပြန်မလာနဲ့လို့ချိန်ချောက်လိုက်ပါတယ်။ဒါပေမဲ့ဒီထရက်တာမောင်းတဲ့သူတို့သားဟာရိုးစရိုက်စကားစီးနိုင်သူတွေထက်အစမတန်ပိုမိုကျွဲဝသူဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။မင်္ဂလာအချိန်ရောက်တော့သူတို့သားတွေဟာသူတို့သမီးတွေကိုပွေ့ချီပြီးမင်္ဂလာကားအသီးသီးစီခေါ်ဆောင်ကထွက်ခွာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့သားရဲ့ထရက်တာဟာလမ်းခုလက်မှာတင်ဆက်ပြတ်သွားခဲ့ပါတယ်။မိခင်ဖြစ်သူပြင်ဆင်ပေးထားတဲ့လေတဲအိမ်ထိရောက်ဖို့3ကီလိုမီတာလောက်ကျန်သေးတာကြောင့်သူတို့သားကသူတို့သမီးကိုကြောပိုးပြီးခေါ်သွားဖို့ပြင်ပေမဲ့သူတို့သမီးကမော်လိမ့်မယ်ဆိုပြီးချစ်ချင်းမြတ်တာနဲ့ညှင်းဆန်ခဲ့ပါတယ်။ဒါအပြင်သူတို့2ယောက်ဟာဇနီးမောင်နှံတွေဖြစ်လို့အနာဂတ်မှာအတူတကွရှောက်လန်းရမယ့်လမ်းတွေအများကြီးကျန်သေးတယ်လို့ပြောလိုက်တာကြောင့်သူတို့သားဟာအတိုင်းမသိဝမ်းသာကြည်နူးသွားခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့သူတို့သမီးဟာအိမ်ထဲကအခြေအနေကိုမြင်ပြီးအံ့ဩသွားခဲ့ရပါတယ်။အိပ်ရတဲ့လဲနေတဲ့ရောက်ခမအဖေစိတ်ဝေဒနာတွေဒုတိယအကူနဲ့တွာလာရခက်ခဲတဲ့ရောက်ခမအမေတို့ကိုတွေ့လိုက်ရလို့ပါအဲ့ဒီအချိန်မှာရောက်ခမအမေကသူတို့သမီးရဲ့လက်ကိုဆွဲပြီးအိမ်ရဲ့အခြေအနေမကောင်းတာကြောင့်ဒီကိုရောက်လာရတာသူမအတွက်နစ်နာရပါတယ်လို့ဥမွင့်လင်းလင်းပြောလိုက်ပါတယ်ပြောပြီးတာနဲ့ရောက်ခမအမေဟာတရုတ်ဆောင်တာလွန်သွားပြီလားဆိုပြီးနောင်တရကဘာမှဆက်မပြောရဲတော့ပါဘူးသူတို့သားကလည်းသူ့ဇနီးထွက်ပြေးသွားမှစိုးရိမ်လို့အမှန်တရားကိုပြောပြဖို့ပြင်လိုက်ပေမဲ့သူတို့သမီးကစကားဖြတ်ပြောလိုက်ပါတယ်သူတို့သမီးကကျမ်းမာရေးမကောင်းတဲ့မိဘတွေနဲ့စိတ်ဝေဒနာရှိတဲ့အကိုဖြစ်သူပါဝင်တဲ့ဒီမိသားစုကြီးကိုတယောက်တည်းရုန်းကန်မွေးမြူနေရတာတကယ်ပဲပင်ပန်းမှာပဲလို့ပြောလိုက်ပါတယ်။သူတို့သားကသူ့ကိုစိတ်ပြတ်သွားပြီလို့ထင်ခဲ့ပေမဲ့သူတို့သမီးကတမိသားစုလုံးညီညီညွတ်ညွတ်နဲ့စူးစမ်းကြရင်ဘဝကတဖြည်းဖြည်းတိုးတက်လာမှာပါလို့ဆက်ပြောခဲ့ပါတယ်။ဒီစကားကြောင့်သူတို့သားနဲ့ရောက်ခမအမေတို့ဟာအလွန်တရာစိတ်လှုပ်ရှားဝမ်းသာသွားကြပြီးရောက်ခမအမေကအိမ်ရဲတော်နဲ့ပိုင်ဆိုင်သမျှပစ္စည်းအကုန်လုံးကိုသူတို့သမီးထံအပ်နှံလိုက်ပါတော့တယ်။သူတို့သမီးကတော့ဒီလောက်ခက်ခဲနေတဲ့ကြာကမိမိကိုယုံကြည်ပြီးရှိတာလေးတွေပေးအပ်တာကြောင့်အိမ်သားတစ်ယောက်လိုသဘောထားတယ်လို့ထင်နေပေမဲ့သူတို့မိသားစုကတော့သူတို့ရဲ့ဘီလီယံပေါင်းများစွာသောပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲမဲ့သူရရှိသွားပြီဆိုတာကိုသိနေကြပါတယ်။နောက်တစ်နေ့နနက်မှာရောက်ခမလင်းမယားနှစ်ယောက်ကအမှန်တရားကိုဝန်ခံဖို့ပြင်နေချိန်မှာပဲသူတို့သမီးထွက်လာတော့စပွဲပေါ်မှာကြောက်ဝါပစုံပင်လယ်မြော့နဲ့ဘောရွီစတဲ့အဖိုးတန်ပင်လယ်စာတွေပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်။သူတို့သမီးကသူ့အတွက်နဲ့ငွေကုန်ကြမခံဘူးနဲ့ဒီအိမ်ကိုရောက်လာပြီးပြီမို့အစားတောင်းတဲ့ရာသီဥတုကိုအမြန်ဆုံးကြည့်ယူနိုင်မှာပါလို့ပြောလိုက်ပါတယ်။ဒါအပြင်ဒီလိုဈေးကြီးတဲ့ပင်လယ်စာတွေကိုနောက်မဝယ်ဖို့ပါတားမြစ်ခဲ့ပါတယ်။ဒီလိုလိမ္မာပါနဲ့တဲ့ချွေးမလေးကိုကြည့်ပြီးရောက်ခမအမေဟာအမှန်တရားသိသွားရင်စိတ်ထိခိုက်သွားမှာစိုးရိမ်တာကြောင့်ဝန်ခံဖို့ပြင်ထားတဲ့စကားတွေကိုပြန်မျိုးသိလိုက်ရပါတယ်။ညဘက်ရောက်တော့သူတို့သားရဲ့အကူကသတင်းပေါက်ကနေခိုးဝင်လာပြီးခဲ့တဲ့စတုထ3လပတ်မှာကုမ္ပဏီရဲ့စုစုပေါင်းအမြတ်ငွေဘီလီယံ300ရရှိခဲ့ကြောင်းစိတ်လှုပ်ရှားစွာသတင်းလာပို့ပါတယ်။ဒီစကားကိုသူတို့သမီးကကြားသွားပြီးဘီလီယံ300ကဘာလဲလို့မေးလိုက်တဲ့အခါမိသားစုတစ်ခုလုံးပြတရားဖြစ်သွားကြပါတယ်။ရောက်ခမအမေကဒီအကူဟာစင်းရဲနွမ်းပါမှုရှော့ချရေးရုံကကြေးရွာဝန်ထမ်းပါလို့လိန်ပြောလိုက်ပြီးအကိုကြီးကလည်းမိသားစုစင်းရဲတာကြောင့်အထက်လူကြီးတွေကမကြာခဏအကူကြီးလာပေးတာပါလို့ထောက်ခံပေးလိုက်ပါတယ်။သူတို့သမီးကလက်ထဲကစာရွက်ကိုမေးလိုက်တဲ့အခါသူတို့သားကမိမွေးဖို့သုံးတဲ့စာရွက်ဟောင်းပါဆိုပြီးအမြန်လူယူလိုက်တာကြောင့်သူတို့သမီးလည်းထက်တန်တရားမဝင်တော့ပါဘူး။အဲ့ဒီနောက်သူတို့သမီးကသူမအလုပ်ရသွားပြီဖြစ်ကြောင်းနဲ့မနှက်ဖြန်မျိုးတဲသွားပြီးအလုပ်လုပ်ကပတ်စံရှာတော့မယ်လို့ပြောပြခဲ့ပါတယ်။အမျိုးသားတစ်ယောက်တည်းအသုံးစရိတ်အကုန်လုံးကိုထမ်းထားရတာကိုမကြည့်ရသလိုမိမိမှလည်းခြေလက်ဆုံရှိတာကြောင့်ကူညီခြင်းတယ်လို့ဆိုပါတယ်။ဒါကိုကြားတော့မိသားစုတစ်ခုလုံးဝမ်းသာကြည်နူးသွားကြပြီးတစ်ခုခုကူညီပေးချင်တာကြောင့်သူတို့သမီးကလမ်းမှာလက်ကမ်းစာဆောင်တွေလိုက်ဝေနေချိန်မှာမိသားစုတစ်ခုလုံးလည်းလှုပ်ရှားမှုတွေစတင်လိုက်ကြပါတော့တယ်။